အိတ်နေတယ်ကိုသွားမလားကိုသွားမလားလို့ဘယ်မှမသွားချင်ဘူးအိတ်ပဲအိတ်ချင်တာမဟုတ်ဘူးလေကိုကျမပြောတာအလုံးလုံးမလားလို့မေးတာလေကိုကိုဒီကြားလေးအားလို့လေဟဲ့နေမီးကိုဖယ်စမ်းမှာလုံးမလုံးချင်လို့အိတ်နေပါလေဆိုလုံးလုံးမလားတဲ့ဒုက္ခပဲတော်ဝေးတယ်လူသွားမယ်ကြွဟဲ့ငါဦးတယ်လေးကိုဘာလုပ်တာလဲဖဲမင်းနဲ့ပါဆိုင်နေငါဦးတယ်လေးအဖြေပေးပြီးမင်းအဖြေခုမှရတာငါတိုက်ခန်းဝယ်ပေးထားပြီးလာဦးတယ်လေးဟုတ်ကဲ့ကိုငါ့ကိုကြတော့ကိုဦးနဲ့ပထမဆုံးအချိန်မှာတဲ့ခွေးမဟိုကောင်နဲ့ကြောင်ချက်ချင်းကိုကောက်ပါအောင်လိုက်သွားတာကြည့်ပါဦးခွေးမြင်ခွေးမှာလူဆက်ခင်းနေကြတာငါရှိမှာတော့ခွေးမအေးရောက်တယ်လေးလက်ပေးဘာမှမကြောက်နဲ့ဒီမှာကန်ကြီးကြောက်တယ်ဘာမှဖြစ်ဘူးကြောက်တယ်ဘာကိုကြောက်နေရတော့ဘာကြောက်စရာပါလို့တော့ဘလို့လည်းမသိဘူးယွန်းစရာကြီးခုနပြောတော့ကြောက်စရာကြီးဆိုခုယွန်းစရာကြီးဖြစ်သွားပြန်ပြီညောင်သေးလေးကလည်းရေချိုးတာကြာလိုက်တာကွာကိုကဒီမှာအမီးကိုထောင်ထားရတာညောင်းနေပြီရေချိုးကနေလိုက်သွားရင်ကောင်းမှမသိဘူး